Zone of Arthur ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့အားလုံးရဲ့အချစ်တော်အရေးဘီရင်ကြီးစောင်းကျင်ဦးကစွမ်းအားတွေအကုန်ရပြီးတာမန်ကဘာကြီးမှာဘလိုမျိုးအသက်ရှင်နေထိုင်နေလဲဆိုတဲ့ solo leveling ရဲ့ side story လေးကိုပြောပြပေးသွားမှာပါဒီ chapter 190မှာတော့ဂျင်ဦးဟာတာမန်ကျောင်းသားမဟုတ်တော့ပဲရာဇဝတ်သားတွေအကြောက်ဆုံးတရေတစီလူခေါ်ကြတဲ့ရဲအရာရှိကြီးတူဖြစ်နေပါပြီသူဘလိုမျိုးအမှုတွေကိုဖြေရှင်းလဲဆိုတာကိုကြည့်လိုက်ရအောင်ဇလန်းဆက်ဆချင်းမှာတော့ဘ ਹੁ ရဲစခန်းရဲ့မူခင်းဌာနကိုအသွေးရောက်ရှိလာတဲ့ရဲဝန်ထမ်းတစ်လီဆဲဟွာနဲ့မိတ်ဆက်ဖေးထားပါတယ်။သူရဲစခန်းကိုမရောက်ခင်ကလေးကကြားဘူးထားတဲ့ကောလာဟလာတစ်ခုရှိတယ်။အဲ့ဒါကတော့ဒီစခန်းမှာတရေတစီလုခေါ်တဲ့စုံတောက်တစ်ယောက်ရှိတယ်ဆိုတာပါပဲ။အဲ့ဒီလူကအမှုဟောင်းတဲ့အပန်းဝေရာဇဝဲမှုတွေကိုဖော်ထုတ်ရမှာဖန်ဆီးနိုင်မှုနှုန်း200%ထိရှိတယ်လို့ဆိုပါတယ်။ယာရုတိုးပေးတာကိုတော့ငင်းပယ်ပြီးမြေပြင်ကွင်းစင်းရတာကိုပဲသဘောကျတယ်သူပါလူတေလေးဆယ်ခွင်ဟာသူ့ရဲ့စီနီယာတွေနဲ့စကားပြောနေတော့ပါပဲသူကြားထားတဲ့ကန်ဒါရီလာစုံတောက်ကြီးရောက်လာပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ရဲ့စောင်းချင်ဘူးပါပဲဂျင်ဘူးကရောက်ချင်းမှာပဲလူတေလေးကိုခေါ်ပြီးအမှုတစ်ခုလိုက်စစ်ဖို့ခေါ်ထုတ်သွားပါတယ်ဂျင်ဘူးနဲ့တွဲလို့ရတဲ့ရက်အနှင်းငယ်တင်းပါပဲလူတေလေးဟာလက်နဲ့ကင်ထားတဲ့လူစိုးကိုလက်ပလာတတ်တတ်နဲ့ဖမ်းဆီးပြတဲ့ဂျင်ဦးရဲ့စွမ်းရည်တွေကိုမြက်ဝါးထင်ထင်တွဲလိုက်ရပါတယ်ဒီတစ်ခါသူတို့ကင်တွဲရတဲ့အမှုကတော့စိတ်မကောင်းစရာပါပဲစိုးကျင်ရီဆိုတဲ့မိန်းကလေးတစ်ယောက်ဟာရေချိုးကန်ထဲမှာလက်ကောက်ဝက်ကိုဓားနဲ့လီးပြီးကိုအဆုံးစီရင်သွားတဲ့အမှုပါအားလုံးကဓားကိုစိတ်ကြယောဂကြောင့်ကိုတတ်တယ်လို့ကောက်ချက်ချကြပြီမြင်ဂျင်ဟူးကတော့တခုလွဲနေတယ်ဆိုတာကိုအာယုံခံမိနေပါတယ်တာမန်မျက်လုံးနဲ့ကြည့်ရင်အရာအားလုံးကပုံမှန်လိုပါပဲဒါပေမဲ့ဂျင်ဟူးကတော့တည်ဆုံးသူစီကနေအမှန်တရားကိုမေးမြန်းဖို့ဆုံးဖြတ်လိုက်ပါတယ်ဂျင်ဟူးဟာလူချေတိတ်တဲ့အချိန်မှာ Cheryl Monet စွမ်းအားကိုအသုံးပြုပြီး Arise Toller လို့အမင်းပေးကတည်ဆုံးသူမင်းကလေးရဲ့ဝိညာဉ်ကိုခေါ်ယူလိုက်ပါတယ်ဂျင်ဟူးကမင်းကွေးသဘောဆန္ဒနဲ့ကိုတတ်တည်ခဲ့တာလားလို့မေးတဲ့အခါမင်းကလေးကဟုတ်ပါတယ်လို့ဖြေပါတယ်ဒါပေမဲ့ဘာကြောင့်လဲဆိုတာကိုဆက်ရှာဖွေတဲ့အခါမှာတော့ဖုန်းထဲကအတန်ဖိုင်တစ်ခုကိုတွေးရှိခဲ့ပါတယ်အဲ့ဒီအတန်ဖိုင်ကနေတဆင့်ဒီမင်းကလေးဟာငယ်စဉ်ကတည်းကသူ့ရဲ့မွေးစားဖခင်ဖြစ်သူစီမှာအကြီးအကျယ်နှိပ်စက်ခံခဲ့ရတယ်ဆိုတာပေါ်သွားပါတယ်။သူမဟာဝေးရကိုထွက်ပြေးခဲ့ပေမဲ့မွေးစားဖခင်ကငါမင်းကိုတွေးချင်တယ်လို့ဆက်သွယ်လာတဲ့အခါမှာတော့အတိတ်ကကြောက်စိတ်တွေပြန်ဝင်လာပြီးအဆုံးစီရင်ခဲ့တာဖြစ်ပါတယ်။ဂျင်ဦးဟာတေဆုံးသူရဲ့မွေးစားဖခင်ကိုကဖေးဆိုင်တစ်ခုမှချိန်တွေ့ပါတယ်။အဲ့ဒီလူကတော့ဘာမှမသိနားမလဲတဲ့ဟန်ဆောင်သည်သူ့သမီးကိုအယမ်းချစ်တင်အောင်ပြောနေပါတယ်ဂျင်ဦးကအတန်ဖိုင်ကိုဖွင့်ပြလိုက်တဲ့အခါမှာတော့အဲ့ဒီလူရဲ့မျက်နှာဖုံးကွာကျသွားပါတယ်။ဂျင်ဦးကသူ့ကိုရွေးချယ်စရာလမ်းနှစ်ခုပေးပါတယ်။နံပါတ်1ရဲစခန်းကိုတွားပြီးအပြစ်ကိုဝန်ခံမလား။နံပါတ်2အပြစ်မဝန်ခံဘဲထိုက်တန်တဲ့တန်ကြီးကိုပေးဆက်မလားဆိုတာပါပဲ။လူယုံမှာကတော့သူ့အပြစ်ကိုမဝန်ခံဘဲမင်းဘလောက်လိုချင်လို့လဲဆိုပြီးပိုက်ဆံနဲ့ညှိဖို့ကြိုးစားပါတယ်။အဲ့ဒီအချိန်မှာပဲဂျင်ဦးကဒါဆိုလုံလောက်ပြီလို့ပြောလိုက်ပြီးပတ်ဝန်းကျင်တစ်ခုလုံးပြောင်းလဲသွားပါတယ်။တကယ်တော့သူတို့ထိုင်နေတဲ့နေရာဟာတကယ်ကဘာမဟုတ်ပဲဂျင်ဦးဖန်တီးထားတဲ့ World of Repose လို့ခေါ်တဲ့ငြိမ်းချမ်းရာကဘာဒါမှမဟုတ်တေလွန်သူတို့ဤကဘာဖြစ်နေတာပါ။ဒီနေမြေထဲမှာဂျင်ဦးရဲ့ခွင့်ပြုချက်မရှိပဲပယ်တက်ရှိမှဝင်လို့မရပါဘူး။နောက်ဆုံးမှတော့အဲ့ဒီလူယုံမှာဟာဂျင်ဦးအရေးစစ်တွေရဲ့ဆွဲခေါ်ခြင်းကိုခံလိုက်ရပြီးထာဝရနဲ့ရေကန်းတွေကိုရောက်ရှိသွားပါတော့တယ်။စသိန်းကမှာတော့ဂျင်ဦးဟာတေးဆုံးသူမင်းကလေးပြင်ဆင်ထားခဲ့တဲ့လက်ဆောင်ဘူးလေးကိုသူမရဲ့တငယ်ချင်းစီတွားပေးပါတယ်။အဲ့ဒီလက်ဆောင်ကတငယ်ချင်းရဲ့မွေးနေ့လက်ဆောင်ထိနေသေးတာပါ။တကယ်လို့သာအဲ့ဒီဖုံးမစစ်ဆိုကြီးမရောက်လာခဲ့ရင်သူတို့တငယ်ချင်းတွေပျော်ပျော်ရွှင်ရွှင်နဲ့မွေးနေ့ပဲကျင်းပဖြစ်ကြမှာပါ။ဂျင်ဦးကတော့တရားဥပဒေကအရေးမညူနိုင်တဲ့နေရာတွေမှာသူ့နီးသူ့ဟန်နဲ့တရားစီရင်ရင်အရေးပရင်စုံတောက်ကြီးအဖြစ်ဆက်လက်ရှိနေမှာဖြစ်ပါတယ်